ခုကျွန်တော်ပြပေးသွားမှာကတော့တနင်္ဂနွေသားသမီးတို့မဟုတ်သူရိစအတိုင်အကြောင်းကိုပဲဝေမျှပေးသွားမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတော်တော်များများအစစ်မပြေရတဲ့အကြောင်းရင်းอ่ะပေါ့နော်ဘာကြောင့်လဲဆိုတော့ခိုက်မှရှိတဲ့စနေနံအကြောင်းဖြစ်ပါတယ်စနေနံခိုက်မှရှိတဲ့အတွက်လောဘဒေါသမာနအကြီးတဲ့သူတွေတော်တော်များများဟာဒုက္ခရောက်ကြတာများပါတယ်မတော်လောဘနဲ့စီးပွားရေးရှာတာကိုတနင်္ဂနွေတိုင်ကလက်သင့်မခံဘူးဒေါသကြီးတဲ့သူတွေကိုသူရိစတိုင်ပတန်သားကျူကလက်သက်မခံဘူးနောက်တစ်ခါကျမာနာကြီးတဲ့သူတွေကိုသူရဲစတိုင်းပတန်သားကျူကလက်သက်မခံခြင်းကြောင့်ဒုက္ခရောက်ကြရတယ်ဖြစ်ပါတယ်နောက်တစ်ခုကကျတနင်္ဂနွေသားသမီးအများစုဟာနဝင်းမှာရှိတဲ့ပညာအတွေးခေါ်ကောင်းမွန်သူတွေဖြစ်ပါတယ်ဒါပေမဲ့တော်တော်များများဒုက္ခရောက်သွားကြတာအတွေးခေါ်မှားယွင်းမှုဆုံးဖြတ်ချက်မှားယွင်းမှုတွေကြောင့်ဒုက္ခရောက်ကြတာပဲဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ပြောချင်တာကတော့တနင်္ဂနွေတိုင်အောက်ခြေတန်းကြီးမှာအင်္ဂါနံစိတ်ရှိတဲ့အတွက်တနင်္ဂနွေသားသမီးတွေကမိမိပေါ်ကောင်းပြီဆိုရင်လည်းနေရာမရှိအောင်ကောင်းတတ်တယ်လို့စိုးပြီဆိုရင်လည်းနေရာမရှိအောင်ဖြစ်တတ်ပါတယ်စိတ်ကိုတည်တည်ငြိမ်ငြိမ်တတ်တတ်ထဲမှာသွားတဲ့အကြောင်းလူပင်မဲ့စိတ်ပင်မဲ့နာတွေကိုကြုံရမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကအလဲချာမှာတနင်္ဂနွေနေ့ဖြစ်တဲ့အိုးအိမ်အလောက်ကအိမ်တွင်းရေးအုပ်စုပေါ့နော်ဒါမျိုးတွေအစင်မပြေမှုတွေအများစုကြုံရပါတယ်အဲ့ဒါဘာကြောင့်မို့လဲဆိုတော့ကြတော့မိမိကမနာထားမှုအုပ်စုအသိအဖွဲ့တွေပေါ်မှာမိမိကအနိုင်ယူလိုချင်စိတ်ပေါ့နော်မိမိရဲ့အိမ်အောင်ဘက်ဒါမှမဟုတ်အိမ်တွင်းမှာရှိတဲ့မိမိကအားနေတဲ့သူတွေပေါ်မှာအနိုင်လိုချင်တဲ့စိတ်တွေကြောင့်ပဲဒီအုပ်စုအသိအဖွဲ့အခါကြတော့အလောအကိုင်းအိမ်တွင်းတွေမှာအစင်မပြေဒါတွေအများစုကြုံရမှာပဲဖြစ်ပါတယ်တကယ်လို့မိမိကလောဘကိုထပ်တဲ့လောဘရှိမယ်ကောင်းမွန်တဲ့ငွေကြေးစာယူနေဆိုရင်အပေါ်မှာညွန့်နေရမှာရှိတဲ့တနင်္လာနံပေါ့နော်ဒီနံကဘာလဲဆိုတော့အေးချမ်းချမ်းနဲ့ဝင်တဲ့ငွေဖြစ်တဲ့အတွက်မိမိကစိတ်ချမ်းသာကိုကျမ်းမာတဲ့နေရာမှာဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့အလောတကြီးနဲ့ရှာတဲ့ငွေနောက်ကကြအပူနဲ့ရှာတဲ့ငွေမှန်သမျှတနင်္ဂနွေဂျိုပေါ့နော်ပတန်သားဂျိုကလက်သင့်မခံတဲ့အတွက်ဒုက္ခကိုရောက်စေတဲ့အပြင်စိတ်ပင်ပန်းလူပင်ပန်းတွေပါကြုံရတတ်တာတနင်္ဂနွေသားသမီးအများစုမှာပဲဖြစ်ပါတယ်အဲ့တော့ညီကုန်းချုပ်နေပြောချင်တာကတော့တနင်္ဂနွေသားသမီးတော်တော်များစုအစမပြေရတဲ့အကြောင်းနဲ့ခိုက်မှရှိတဲ့စနေနံဖြစ်တဲ့လောဘဒေါသမာနာကိုပေါ့နော်ရှော့ချပြီးတော့ကောင်းမွန်တဲ့လောဘဒေါသကိုလည်းတနိုင်တော့ထိန်းချုပ်ခြင်းမာနာကလည်းမိမိကိုဒါချိုးနှင်ခြင်းရှိတဲ့တနင်္ဂနွေသားသမီးအများစုအပေါ်မှာရှိတဲ့နဝင်းမှာရှိတဲ့ပညာအတွေးခေါ်ဆုံးဖြတ်ချက်တွေမှန်မှုကြောင့်ငွေကြေးတွေနဲ့ပြည့်စုံခြင်းစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့နေထိုင်ရခြင်းတွေကိုကြုံရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စီစဉ်လေးဒီနေ့ဒီလောက်ပါပဲခင်ဗျနောက်စီစဉ်များကိုဆက်လက်အားပေးနိုင်တော့ကျွန်တော်ရဲ့စစ်ပိုင်းဘေးလင်းနဲ့ဂမ်မီယောဘူးဆိုတာ channel လေးကို like and subscribe လုပ်ပေးထားကြပါခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျေးဇူးပြု၍စစ်ပိုင်းဘေးလင်းနဲ့လက္ခဏာဂမ်မီယောဘူးဆိုတာ channel လေးကို like and subscribe လေးလုပ်ပေးထားကြပါဦးခင်ဗျ